ဒီနေ့ကတော့ VNN မှာ AN နာမည်ကြီးရဲ့ Ad Coffee အကြောင်းလေးကိုပြပြသွားမှာဖြစ်ပါတယ်။ VNN ကိုရောက်သွားလို့ဆိုရင်ဘယ်ကိုပဲကြည့်လိုက် coffee ဆိုင်လေးတွေကနေရာတိုင်းမှာတွေ့ရတယ်။အဲ့ coffee ဆိုင်လေးတွေကလည်းလေထိုင်နေစရာအရန်ကောင်းတယ်ဒီလား။အခုကတော့သူတို့စီမှာနာမည်ကြီးတဲ့ကြက်ဥနဲ့လုပ်တဲ့ coffee လေးကို coffee ဖြုံနည်းလေးကိုပေါ့နော်ခွင်တောင်းပြီးရိုက်လာတဲ့ဗီဒီယိုပိုင်းလေးကိုတင်ပေးသွားမှာဖြစ်ပါတယ်။ကြက်ဥကိုဒီလိုမျိုးအမြုပ်ထွက်အောင်တေချာနေပြီးရနဲ့သူကနိုးစီထည့်တယ်နောက်တစ်ခုနိုးစီထည့်ပြီးရနဲ့သူကဒီကော်ဖီပေါ့နော်ကော်ဖီစစ်ကိုဖြော်ထားတာသူထည့်တယ်ပြီးပြီဆိုရင်အဲ့နှစ်ခုမွေပြီးရနဲ့သူခုနကတော့ဒီခလောက်ထားတဲ့ကြက်ဥပေါ့နော်ကြက်ဥကိုအမြုပ်ထောင်ခလောက်ထားတဲ့ဟာလေးကိုပေါ်ကနေပြီးတော့တင်လိုက်တယ်တော့လေကြက်ဥနဲ့လုပ်တယ်ဆိုပေမဲ့ညင်နဲ့နေပါလေလုံးဝမရပဲနဲ့တော်တော်တောက်ခေါင်းနဲ့မသိ cream လေးကိုစားနေရတဲ့အတိုင်းပဲပေါ့နော်ရောက်ရင်တက်ဆန်းပြီးတော့တောက်ကြည့်စေချင်ပါတယ်ကျွန်တော်တော့လေကြိုက်လို့အခောက်ပေါင်းမြောင်များစွာပေါ့နော်အဲ့ဒီမှာရှိနေတဲ့14ရက်လုံးကျွန်တော်နေတိုင်းနီးပါအဲ့ဒီကျုံနဲ့လုပ်တဲ့ပေါ့နော် Ad Coffee လေးကိုနေတိုင်းတောက်ဖြစ်ခဲ့ပါတယ်ပြန်လာပြီးညမှာဒီ coffee လေးကိုတောက်ပြီးတော့ night life ကိုပြီးတော့ခန်းစားခဲ့ပါတယ် see you